တက်ထုံးကနေစဉ်တော်ရဲမှာမြစ်ချိုဝါခုတ်အပြင်စားတဲ့ကြိုရကြပြအလုပ်ကိုလုပ်ကိုင်ကသူတို့လင်မယားနှစ်ယောက်စားဝတ်နေရေးအတွက်လုပ်ကိုင်ပေးတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူဘလောက်ပဲအလုပ်ကြိုးစားသူ့မိမကတော့သူနဲ့ဒိုးတူပေါင်းပတ်လုပ်တဲ့သူမဟုတ်ပါဘူး။တနေ့မျက်နာမှာတနခါပုံမှာသေးစီချောင်းစကားပုံအတိုင်းမျက်နာတစ်ခွက်ထဲကိုသာအစွမ်းကုန်ပြင်ပြီးတော့အချိန်ပြည့်ဖဲလေးဆော့လောင်းကစားလေးလုံးလိုက်ဆိုရှယ်မီဒီယာမှာအပြိုလိုပုံတွေတွင်လာသမျှကြောင်သမျှယောက်ျားတွေနဲ့အီစီကလေးလေးလုံးလိုက်နဲ့အိမ်အောင်ရှင်မကောင်းမပီသားသူတယောက်ပါယောက်ျားဖြစ်တဲ့ကိုတက်ထုံကိုတော့မှဖုတ်လီတဲ့ငပိရှိရလို့တော့ထင်နေသူမဟုတ်ပါဘူးတနေ့မှာတော့တက်ထုံတယောက်ဝါရောင်ကြီးကိုလွဲကတော်ရဲမှာမောပန်းမြစ်ချိုပြန်လာခဲ့ဒါပေမဲ့အိမ်ရောက်တော့အမောမပြေခဲ့ပါသူ့မိမကအရင်နေ့တွေလိုပဲသူ့ဖုန်းလေးကိုသုံးပြီးတော့ကြည်နူးပျော်ရွှင်နေတာပါသူအခုလိုမောပန်းပြန်လာတဲ့အချိန်သူ့မိမရဲ့ဂယူးဆိုင်ကျနာမှုကိုလိုချင်မမောမိပေမဲ့လေဘယ်တော့မှမရခဲ့ပါဘူးဒါပြင်အေးဆက်စကားတွေနဲ့ရန်စကားတွေကိုတော့အမြဲလိုကြားရပါတယ်သူအတွက်ရေလေးတစ်ခါတောင်ခတ်တိုက်တဲ့သူမျိုးမဟုတ်ပါဘူးအခုလေသူကစကားတွေဒရဇက်ပြောနေပေမဲ့လေနည်းနည်းလေးတော့အဖတ်မလုပ်ပဲဒဇိန်တယောက်ကိုစာရီရိုက်ကပြုံးပျော်ရွှင်ရေမောနေပါတော့တယ်မူအဲ့ဒါဘာလုပ်နေရလဲဒီနေ့လည်းမင်းဖဲကစားခဲ့သေးတာလားဟုတ်တယ်ကိုဒါပေမဲ့ခဏပဲဆိုတာပါအခုအောင်မင်းဘာလုပ်နေရလဲဘဲအကောင်ကြီးနဲ့စကားပြောပြီးတော့တာယာနေရလဲမင်းတနေ့ဒီဖုန်းနဲ့ပဲအချိန်ကုန်တော့မှာလားကိုတက်ထုံးရဲ့ရှင်ကျမကိုထင်ရမြင်ရတွေနဲ့လာဆွဆွဲမနေပါနဲ့ကျမခဏတစ်ဖြုတ် Facebook ကြည့်တာဘာဖြစ်လို့လဲတနေ့စိတ်ပြက်စရာကောင်းနေတော့တာပဲညီးငွေကိုကောင်းလိုက်တာနော်မူကပြောဆိုနဲ့တက်ချောစကားတောင်ဆက်နာမထောင်တော့ပဲနဲ့ဝင်လာတဲ့အဝင်ကောဖုန်းကိုကိုင်းကပြားတကာထက်ချိုတဲ့အတန်နဲ့ဖုန်းတွေကတစ်ဖက်လူကိုဖြေပြီးတော့အိတ်ခန်းလေးကိုဝင်သွားပါတော့တယ်ဒါအောင်မြင်တော့တက်ထုံးလေးအတော်လေးကိုစိတ်မကောင်းဖြစ်သွားကောင်စိတ်ပြက်နဲ့ပဲမိဖို့ခန်းနဲ့ဝင်သွားပါတယ်အထဲရောက်တော့ဗိတ်ဆဆာနဲ့ထမင်းစားမယ်လို့တော့အိုးရင်းမှာစားစရာဘာမှကိုရှိမနေပါဘူးသူ့ဘောဒီလောက်တောင်လုပ်ရလားဆိုပြီးတော့မျက်ရည်တွေစီးကြလာကောင်စိတ်ပြက်နဲ့ပဲအိမ်ကထွက်လာခဲ့ပါတော့တယ်အဲဒီနောက်ရွာတောင်ပိုင်းကကိုပေါက်ကြီးတို့ဆိုင်ကိုသွားပြီးအရက်တလုံးဝင်လိုက်ကရင်ထဲကအပူမီးတွေကိုတောအရက်ပြင်းပြင်းနဲ့ညှိမ့်တက်လိုက်တယ်မူရဲ့မင်းဘာလို့ငါ့ပေါ်ဒီလောက်တောင်ရက်ဆက်ရတာလဲကွာငါမှာဘာဖြစ်တွေများရှိနေလို့လဲငါလည်းတက်လိုက်သလောက်အစိမ်ပြေနေရဖို့စူးစမ်းနေတာပဲလေကွာဘာတွေများလုပ်ရပါမလဲမင်းငါ့ပေါ်စိတ်တွေပြန်လဲလာအောင်လို့ဒီလောင်းစားတွေပြအောင်အဲ့ဒီဆိုရှယ်မီဒီယာမှာပဲအချိန်မပြောငါဘာတွေများလုပ်ရမလဲကွာသူတယောက်တည်းရေရွနေရင်းနဲ့သူရမ်းခင်ရတဲ့သူတငယ်ချင်းချက်ကြီးကိုတတိယသွားတယ်ဒါနဲ့သူလည်းသူတငယ်ချင်းစီကိုရင်ဖွင့်ဖို့နဲ့သူ့စီကအကြံဉာဏ်ကောင်းများရလိုရညာမျောလက်တကြီးနဲ့သွားပါတော့တယ်ရှောက်လာရင်ဖုန်ကြီးเจ้าအနီးကိုရောက်လာတယ်ဒီခါမှာအနာကခွေတကောင်ကသူ့ကိုမြင်ကထိုးဟောင်มาတော့တယ်သူကြည့်လိုက်တော့အဲ့ဒီခွေကဖုန်ကြီးเจ้าအနီးမှာနေကဦးစင်းတွေစွန်းနဲ့စွန်းချန်ဟင်းချန်တွေကိုစားရင်ဖုန်ကြီးเจ้าကိုစောင်းရှောင်းနေတဲ့အောင်နှက်ပဲဖြစ်ပါတယ်သူအောင်နှက်ကိုတွေ့လိုက်တော့လန့်သွားတယ်ဒီကောင်ကြီးထိုးဟောင်နေတာနဲ့เจ้าမော်ကဖုံဖုံကူမာလာနိုးသွားမှစိုးရင်လို့ပါဘာလို့လဲဆိုတော့ဖုံဖုံကူမာလာနေကအရန်ရင်းနှီးပြီးတော့ဖုံဖုံကတက်ထုံးကိုသားသမီးအရင်နဲ့မချာမြစ်တာထားလို့ပဲဖြစ်ပါတယ်ဟိတ်ကောင်အောင်နဲ့တူတူဟောင်ဆောင်ကွာတခြားသူမဟုတ်ပါဘူးငါပါဟာတက်ထုံးပါမင်းဟောင်နေရနဲ့ဖုံးကြီးတွေနိုးကုန်တော့မှာပဲဒီကြားထဲဖုံဖုံကူမာလာနိုးသွားရင်တော့ဒုက္ခကွာဖုံဖုံကငါ့ကိုသားသမီးလိုချစ်တာသူနိုးသွားလို့မဖြစ်ဘူးသူနိုးသွားရင်ငါအရက်တောက်ထားတာတိသွားပြီးတော့ငါ့ကိုစူလိုက်မယ်သူဒီလိုပြောလိုက်တော့အောင်နှက်ကနားလိုက်ဟန်နဲ့အတန်တိတ်သွားကောင်အမိနှံ့ပြပါတယ်ဒါနဲ့သူလည်းမြည်ဖို့ဝယ်လာတဲ့ငုံကင်တစ်ဖဲကိုအောင်နှက်စီကိုပြစ်ပေးလိုက်တယ်အောင်နှက်လည်းအမိလေးကုတ်ကောင်ငုံကင်လေးကိုအငမ်းမရနဲ့တကြွကြွဝါစားပါတော့တယ်အောင်နှက်ဝါတဲ့အတန်ကိုကြားတော့တခြားခွေးတွေကလည်းနိုးကုန်ကြပြီးသူတို့ကကျွေးဖို့အကုန်ထိုးဟောင်လာကြပါတော့တယ်ဒီခါမှာကြောင်ဆောင်တွေကအခန်းတွေကနေမီးတွေလင်းလာခဲ့ပြီးတချို့တကားတွေပါပွင့်လာခဲ့တာကြောင့်တော်တော်လေးလက်ဖြတ်ပြီးတော့အဲ့ဒီလမ်းကနေဆက်မသွားတော့ပဲတခြားလမ်းကနေတော့သူ့တငယ်ချင်းစီကိုသွားဖို့ဆိုဖြတ်ကနောက်ကိုပြန်လှည့်ပြေးပါတော့တယ်ဒါပေမဲ့သူခုသွားမယ့်လမ်းကနေသူ့တငယ်ချင်းအိမ်ကိုရောက်ဖို့ဖုန်ကြီးကျောင်းလမ်းကထပ်ပို့ဝေးပြီးတော့လူရမ်းပြက်ကထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ငပြောတော့ကိုဖျက်ရမှာပဲဖြစ်ပါတယ်ပြီးတော့အဲ့ဒီမှာတရေမတကောင်ရှိရဲလို့လေအရက်စကားအရာသူကြားဘူးပါတယ်အဲ့ဒီတရေမကအရန်ချောသလိုသူ့အလားနဲ့ယောက်ျားတွေကိုမြူဆွဲကအတူအိပ်ပြီးသူရဲ့ဝိညာဉ်ကိုစားသုံးနေလို့ပြောကြတာကိုလည်းသူကြားဘူးထားပါတယ်အဲဒီနောက်တက်ထုံးကသူ့တငယ်ချင်းအိမ်ကိုရောက်သွားပြီးအတော်ကြာတဲ့အထိစကားပြောကြပါတယ်အဲဒီနောက်သူလည်းညာနဲ့နေပြီဆိုတော့သူ့တငယ်ချင်းကိုနှုတ်ဆက်ကလာလန်းအတိုင်းပြန်လာခဲ့ပါတယ်
သူလည်းတောက်ထားတာတော်တော်များနေပြီဆိုတော့လမ်းလျှောက်တာကတလန်းလုံးအပြည့်ရိုင်ထိုးနေပါတယ်။လာပြီးညဖြစ်တာကြောင့်ပတ်ဝန်းကျင်အနှံ့အတော်အသင့်မြင်နေရပါတယ်။တထုံးလေးလောက်ရံကိုအားပြုရင်းနဲ့အိမ်ပြန်လာခဲ့ရမှာငပြောတော်ရဲကိုရောက်တာနဲ့လီအေးတွေကထူးထူးခြားခြားတိုက်ခတ်နေပါတော့တယ်။သူလည်းရုတ်တရက်ခံစားလိုက်ရတဲ့အေးဆက်ဆက်ခံစားမှုကြောင့်အနှင်းငယ်ကြောချမ်းသွားပြီးခြေလမ်းတွေလည်းနှီးသွားပါတယ်။ကြောမလုံတာနဲ့ငပြောတော်ရဲကိုဝေဝေကြည့်ရင်ကြောက်စိတ်တွေကတစမြင့်တက်လာခဲ့ပါတယ်။သူ့စိတ်ထဲမှာလည်းရွာသားတွေပြောပြထားတဲ့စကားတွေကိုပြန်ကြားရအောင်မိကငပြောတော်ရဲကတရေမနဲ့အများတွေ့မလားဆိုပြီးတော့ကြောက်နေပါတော့တယ်။သူတွေးရင်ကြောက်နေပဲတရွေ့ရှောက်လာနေပါတော့တယ်။အဲ့ဒီချိန်မှာပဲငပြောတော်ရဲကနေတချင်းတန်လို့အမျိုးသမီးတယောက်တချင်းဆိုတဲ့အတန်ကိုသူကြားလိုက်ရပါတယ်။သူလည်းမကြားကြည့်အောင်ဆောင်ကလစ်လူရှူပြီးတော့ဆက်လျှောက်လာခဲ့တယ်။အဲဒီနောက်သူထူးထူးခြားခြားဖြစ်နေတဲ့ငပြောပင်တပင်ရဲ့အောက်ကိုရောက်သွားပါတော့တယ်။အဲပင်ကတခြားအပင်တွေထက်စိမ့်ဆူနေပြီးအသီးကျောက်တွေအရဲကျောက်တွေတစ်ခုတလေတောင်မှမရှိတာကိုပါသူတတိထားမိသွားပါတယ်။အဲဒီချိန်သူအနီးနားမှာအတန်ချိုနဲ့အမျိုးသမီးတယောက်ကသူ့ကိုစကားတချို့ပြောလာတဲ့အတန်ကိုသူကြားလိုက်ရတယ်။အကိုအိမ်ပြန်တော့ကြာနေရလား။အိမ်မှာမိမကစိတ်ပူနေပါအောင်မယ်နော်။အတန်လာရစီကိုသူလှည့်ကြည့်လိုက်တော့အရန်ကိုလှပြီးတော့ဆဲဆောင်မှုရှိတဲ့အမျိုးသမီးတယောက်ကိုသူတွေ့လိုက်ရတယ်။သူမကရှေးဟောင်းထားရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီးသူ့ကိုအပြုံးချိုလေးနဲ့နှုတ်ဆက်နေပါတော့တယ်။တထုံးလေးသူ့မိမစီကလိုချင်တောင်းတမိတဲ့အဲ့ဒီအပြုံးချိုလေးကိုမမောစွာတခဏမျှစိုက်ကြည့်နေမိလိုက်တယ်။အဲ့ဒီနောက်သူတတိပြောင်းဝင်လာပြီးအိမ်ပြန်လန်းကိုဆက်လျှောက်လာလိုက်ပါတော့တယ်။သူ့စိတ်ထဲမှာလည်းတွေးနေမိတယ်။ငါအိမ်ပြန်မှဖြစ်မယ်။ဒါရီကအတုတွေ။သူကတရေမတကောင်ပဲ။ဒါပေမဲ့တကယ်တော့ဒီအပြုံးချိုလေးတွေကိုသူခုံမင်မိတာအမှန်ပါ။ဒါကြောင့်သူ့စိတ်တွေမထိန်နိုင်မယ်နောက်တစ်ချိန်လှည့်ကြည့်မိလိုက်တယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူ့ကိုပြုံးပြတဲ့တရေမလေးကိုသူမျောလင့်ထားသလိုမတွေ့ရတော့ပါဘူး။ဒါနဲ့ပဲသူ့အိမ်ကိုတတန်မမပြန်လာခဲ့လိုက်ပါတော့တယ်။နောက်နေ့တွေမှာလည်းတထုံးကသူ့ဇနီးဖြစ်သူမူမူနဲ့အဆင်ပြေဖို့သူစူးစမ်းပေမဲ့လေအရင်နေ့တွေလိုပဲမူမူကသူ့အကျင့်အတိုင်းဆက်လုပ်နေပြီးတထုံးကိုလည်းကျင်နာမှုမပေးတာကြောင့်အခြေအတဲစကားများကြပါတယ်။အဲဒီနောက်မူမူရဲ့တငယ်ချင်းတွေကရောက်လာကြပြီးသူတို့နဲ့အတူဖဲရိုက်ဖို့အတွက်ခေါ်သွားကြပါတော့တယ်။ဒီလိုနဲ့ညနေရောက်တဲ့အထိမူမူကအိမ်ပြန်မရောက်လာသေးတာကြောင့်တထုံးလဲစိတ်ညစ်ညစ်နဲ့အရက်ဆိုင်ကိုသွားကောင်အရက်တစ်လုံးယူလိုက်ပြီးမူမူကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတယ်။သူလျှောက်လာရင်ငပြောတော့ဘက်ကိုရောက်လာခဲ့တယ်။ဒီခါမှမနေ့ကတွေ့ခဲ့တဲ့သေးမလေးနဲ့သူထပ်မံတွေ့ခဲ့ပါတယ်။ဟာငါနေနဲ့ထွက်တွေ့ပြန်ပြီ။ဒီတစ်ချိန်မှာတော့တက်တော်မနေ့ကလိုသေးမလေးအပေါ်မစိမ့်ကားတော့ပါ။သူမကိုတွေ့လိုက်ရတော့သူပျော်သွားတယ်။ရှေ့အောင်ကြည့်ရတာလေစိတ်ညစ်နေတယ်လို့ပဲ။ဘာလို့စိတ်ညစ်နေရလဲ။အိမ်ကမိမနဲ့အဆင်မပြေလို့လား။ဒါမှမဟုတ်အလုပ်အဆင်မပြေလို့များလား။ဘာကိစ္စရေးရှိကျမကိုရင်ဖွင့်လို့ရတယ်နော်ကိုကြည်သား။မင်းလူမားနေပြီထင်တယ်။ငါနာမည်ကကြည်သားမဟုတ်ဘူး။ငါနာမည်ကတက်ထွန်ဟုတ်မှာပါကြည်သားဆိုတာရှင်အရင်ဘွားကနာမည်ပဲအရင်ဘွားတော်ကရှင်နဲ့ကျမကလင်မယားတွေဖြစ်ခဲ့ဘူးလေရှင်ကလူပြန်ဝင်စားလိုက်တော့ဒါတွေကိုရှင်မှတ်မိမှာမဟုတ်ပါဘူးဒီစကားကိုကြားတော့တက်ထွန်အရန်စိတ်ဝင်စားသွားတယ်သူမရဲ့အပြုံတွေကလည်းသူ့ကိုအရန်ဆွဲဆောင်နေတာကြောင့်ဒါနဲ့ပဲသေးမလေးရှိတဲ့ငပြောတော်ရိတ်ကိုရိမ့်ရိမ့်ထိုးထိုးနဲ့ဝင်သွားခဲ့တယ်အဲဒီနောက်သူတရေမလေးရဲ့အနားမှာဝင်ထိုင်လိုက်တယ်ထိုင်ချင်းပဲသူမရဲ့ကိုသိန်းရင်နယ်လေးကသူ့ကိုဆွဲလန်းသွားစေခဲ့ပါတယ်ချက်ချင်းဆိုသလိုသူ့ရင်ခုန်သားတွေမျက်စမ်းလာတယ်တဖြည်းဖြည်းနဲ့သူ့အကြည့်တွေကသူမအပေါ်ကနေမခွာနိုင်အောင်ဖြစ်လာခဲ့တယ်ဒါနဲ့ပဲသူအသီးစိတ်တွေပြောင်းမသွားခင်မှနေသူမကိုဆက်မကြည့်တော့ပဲမျက်နှာလွှဲလိုက်ပါတော့တယ်ရှင်မလို့ကျမကိုမကြည့်ဘဲနဲ့မျက်နှာလွှဲသွားတာလေကျမမျက်နှာကမလှဘူးလားရှင်မကြည့်ချင်လောက်အောင်ကျမကရုပ်ဆိုးနေလို့လားယင်မဟုတ်ပါဘူးကွာမင်းကအရန်ကိုလှရမိန်းကလေးပါမင်းမျက်လုံးတွေကလည်းတိတ်ကိုလှပါတယ်တိတ်လှလုံးလုံးပဲမင်းမျက်လုံးတွေကိုကြည့်ဖို့ကို့မှာအင်အားမရှိတော့လို့ပါအကိုရဲ့ဘာမှထိမ့်ချုပ်မထားပါနဲ့တော့အကိုမိန်းမနဲ့အတူမနေတာလပေါင်းများစွာကြာပြီဆိုတာညီမသိပါတယ်ကျမအရင်ဘွားကအကိုရဲ့ဇနီးမယားဖြစ်ခဲ့တဲ့သူပါကျမကအရန်ဆိုးတန်းလွန်းတဲ့တရေသစီမဟုတ်ပါဘူးအတိတ်ကအာကုသိုလ်ကြောင့်ယခုဘဝမှာလူပြန်မဖြစ်နိုင်သေးပေမယ့်တကယ်တော့ကျင်နာတက်တိတ်တစီတကောင်ပါပြောနေရင်နဲ့တရေမလေးရဲ့မျက်နှာကချက်ချင်းညှို့ငိမ့်သွားတယ်တကယ်တော့ကျမရှိကိုလိုက်ရှာနေတာကြားလာပြီဒီရွာမှာအကိုရှိတာမသိခင်တည်းကခံငိုးရွာမှာအကိုကိုနှစ်တွေအများကြီးစောင့်နေခဲ့တာပါအခုဒီရွာမှာအကိုရှိတာသိပြန်တော့လေအကိုမှာဇနီးများရှိနေပြီမို့အဝေးကနေပဲစောင့်ကြည့်နေခဲ့ရတာပါအခုအကိုကဒီဘွားကဇနီးများနဲ့အဆင်မပြေဘူးဆိုတော့အကိုသာကြည့်ပြမယ်ဆိုရင်လေအရင်လိုအကိုဇနီးများတယောက်ဖြစ်ပြန်နေကြမှာလေအဲ့လိုလုံးဝဖြစ်လို့မရဘူးငါမှမိမရှိရဲ့ငါသူ့ကိုတိတ်ချတာသူဘလောက်ပေးဆို
ငါနာကျင်ုံကလွဲပြီးတော့ငါသူ့ကိုလုံးဝမမုန်းနိုင်ဘူးအခုလိုဖြစ်နေရတယ်ဆိုတာကလည်းသူ့ရဲ့ဂေယူဆိုင်မှုနှွေးထွေးမှုကိုငါလိုချင်လို့ကျမရောရှင့်ကောင်းနေမှာနည်းနည်းလေးတော့မှထည့်ပေးထားလို့မရဘူးလားကျမကတစိတကောင်ဖြစ်နေတာကလွင်ကျမတို့အတူပေါင်းဖက်နိုင်နေရှင်ကျမကိုထိလို့ရတယ်ကင်တွယ်လို့ရတယ်ကျမတို့အတူတူပျော်ပါလို့ရတယ်ကျမကရှင့်မိန်းမလို့လောင်းကစားလည်းမလုပ်တတ်ဘူးဆိုရှယ်မီဒီယာမှာလည်းတခြားယောက်ျားတွေနဲ့စကားမပြောတတ်ဘူးလေရှင်စားတော့ဖို့လေနေ့စဉ်ပြစ်စံပေးနိုင်ပါတယ်ရှင်အလောက်ကပြန်လာတိုင်းရှင်လိုချင်တဲ့နှွေးထွေးကျန်နာမှုတွေလည်းပေးနိုင်ပါတယ်ဒါမှမဟုတ်ပါလေကျမကရှင့်မိန်းမလောက်မလှလို့လားဆွဲဆောင်မှုမရှိလို့လားမဟုတ်ပါဘူးမင်းလည်းအရန်လာပါတယ်ငါတို့ဒီလိုမလုပ်သင့်ဘူးလေတငယ်ချင်းပဲလောက်ကြတာပိုကောင်းပါတယ်သူတို့အချိန်တော်ကြာအထိစကားထိုင်ပြောနေခဲ့ကြတယ်အချိန်တွေကလည်းကုန်မမသိကုန်လွန်လာခဲ့တာတကောင်အချိန်တောင်ကျော်လာခဲ့ပါပြီဒါကြောင့်မင်းတထုံးကတန်ဒီတစီမာလေးကိုသူ့အိမ်ပြန်တော့မှဖြစ်ကြောင်းပြောလိုက်ပါတယ်ကဲအချိန်လည်းအတော်လေးနေပြီဆိုတော့ဒီနေ့တော့ငါတို့ဒီလောက်ပဲစကားပြောကြမယ်ကွာအိမ်ပြန်ရတော့မယ်ဒီချိန်ဆိုအိမ်ကမိန်းမလည်းအိမ်ပြန်ရောက်လာပြီငါပြန်မဖြတ်မှာဒီစကားကိုကြတော့တန်ဒီတစီမာလေးမျက်နှာပြတ်သွားတယ်သူဘက်ကဘလောက်ပဲစူးစမ်းတထုံးကသူ့မိန်းမကိုပဲရင်ထဲထည့်ထားတာကြောင့်ပါအမအကိုရဲ့ဒါဆိုလဲပြန်မှာနော်တကယ်လို့အကိုညီမကိုလိုအပ်လာတဲ့အခါညီမစီကိုအချိန်မရွေးလာနိုင်ပါတယ်ညီမအကိုအတွက်အစံသိမျှော်နေရဲဆိုတာသိထားပြီးပါတထုံးကစိတ်မကောင်းစွာပြောရင်သူမစီကထကောင်အိမ်ကိုခတ်တုတ်ပြန်လာခဲ့ပါတော့တယ်နောက်နေ့မှာတော့တထုံးဟာသူ့မိန်းမစီကမျက်နှာရအောင်သူ့ဘက်ကစဂေးဆိုင်မှုတွေစပေးမယ်တွေးလိုက်ပြီးမမမနိုးလာခင်မှာထကောင်မမတော်မနက်စာကိုပြင်ဆင်ချက်ပြုတ်ပေးနေပါတော့တယ်အဲဒီအချိန်မှာမမကနိုးလာပြီးသူခုလိုလုံနေတာစူညံနေတာကြောင့်သူအိမ်လို့မရကြောင်းထပြောပါတယ်ကိုတက်ထွန်ရှိဒီမှာဘာတွေလုပ်နေရလဲကျမအိမ်လို့မရအောင်ရှင်လုပ်နေရလားမဟုတ်ပါဘူးမိမရဲ့ကိုကမင်းနိုးလာရင်အစင်သက်စားလို့ရအောင်ချက်ပြုတ်ပေးနေတာပါအိုးအပူတွေလုပ်မနေနဲ့အရင်ကလည်းဝယ်စားနေကြပဲအခုကျမပြန်အိမ်လို့မရတော့ရှင်းနဲ့လေဘယ်တော့မှရေစက်ကုန်မလဲမသိတော့ပါဘူးတော့ပြောစစုံနေမမကတက်ထွန်းလောက်ထားတဲ့မနက်စာကိုစားကောင်းဆိုင်ကယ်ကိုမောင်းပြီးတော့ဖယ်ရိုက်ဖို့သူ့အပေါင်းဖော်အိမ်ကိုထွက်သွားပါတော့တယ်ဒီလိုနဲ့မမတယောက်ထွက်သွားလိုက်တာည10 နာရီထိုးတဲ့အထိအောင်ပြန်မလာခဲ့ပါဘူးတက်ထွန်းကတော့သူ့မိန်းမအတွက်အရန်ကိုစိတ်ပူနေပြီးမမစီကိုဖုန်းနေတောက်လျှောက်ခေါ်ပေးမယ်လေမမကလေရင်တင်ထားတာကြောင့်သူ့ဖုန်းခေါ်လို့မရခဲ့ပါဘူးဒါနဲ့ပဲသူတီးသမျှမမအသည့်တွေစီဖုန်းခေါ်ခဲ့ပြန်မှသေးတယ်ဒါပေမဲ့ဘသူစီကမှမမရဲ့တရင်ကိုမရခဲ့ပါဘူးဒါနဲ့တက်ထွန်းလည်းမအားစောကပ်ပြီးအိမ်မှာဆက်မနေနိုင်တော့ပဲသူ့မိန်းမကိုရှာဖို့ထပ်လာခဲ့ပါတော့တယ်အဲဒီနောက်ကိုတက်ထွန်းဟာမမရဲ့ဦးလေးအိမ်ကိုသွားလိုက်ပြီးမလာသေးလားလို့သွားမိပါတယ်မဦးလေးဦးများမော်ကအိမ်မုံစုံမနဲ့ထွက်လာကတက်ထွန်းကိုမေးလိုက်တယ်ဟေ့ကောင်တက်ထွန်းမင်းအချိန်မတော်ကြီးဘာလို့ငါစီလာရတာတော့ကွာအချိန်ကိုလည်းကြည့်အောင်ဟာဦးလေးရဲ့ကျွန်တော်အားနာပါတယ်ဗျာဦးလေးတူမမလေးအခုဒီအိမ်ပြန်မလာသေးလို့အဲ့ဒါဦးလေးတို့စီများလာသေးလားလို့လာမေးတာပါမလာဘူးလေငါစီကိုဒါဆိုလဲဦးလေးရဲ့ဦးလေးဆိုင်ကကျွန်တော်ခဏငါပေးလို့ရမလားသူကမနဲ့ထဲကအိမ်ရဆိုင်ကယူသွားပြီးတော့ထွက်သွားတာဖုန်းဆက်တော့လေကျွန်တော်ကိုပြောဆိုပြီးတော့ဆက်ပါပိတ်သွားတယ်သူဘယ်မှာရှိနေမှာမို့လို့လဲမင်းသိလို့လားဘယ်မှာရှိနိုင်မလဲဦးလေးရဲ့လောင်းကစားရုံပဲပေါ့တနေ့တည်းဒါပဲသူလုံနေတာအေးမိမကိုထိတ်ရုံဟိတ်မင်းကလေးတမ်းမဲ့အခုလိုလုံနေတာကြာလေမင်းတို့အိမ်တော်ကိုထိခိုက်နိုင်တယ်ပြီးတော့လောင်းကစားရုံမှာလည်းယောက်ျားတွေပဲအများဆုံးရှိနေရတတိလဲထောင်းမိမပါသွားအောင်မယ်ဟာဦးလီကလည်းအဲ့လိုဖြစ်မှာမဟုတ်ပါဘူးကျုပ်မိမကိုကျုပ်ယုံနေဟေးကောင်တိတ်လေဇွတ်ယုံမနေနဲ့ငါမင်းအတွက်တတိပေးနေတာကဘာဘလောက်မရေတိုက်စားပါများရင်ပြိုသေးတာပဲမိမကရောဘာသားနဲ့ထုထားတာမို့လို့လဲနေ့စဉ်ရက်ဆက်ဒီလိုကြီးကြလွန်သွားပေါ့ကွာဦးမြောက်မော်ကဒီလိုပြောမှတထောသူ့မိမအတွက်အရန်စိတ်ပူသွားတယ်ကဲပါဦးလေးဆိုင်ငယ်တော့တာမြ мян ပေးပါတော့ကျွန်တော်မိမကိုကျွန်တော်အရန်စိတ်ပူလို့ပါအေးခဏဆောင်ငါတော့သွားရုံမယ်အဲဒီနောက်ဦးမြောင်မော်ကအိမ်ထဲကိုဝင်ပြီးတော့သွားယူပါတယ်။တအားလောက်နေတော့ပြန်ထွက်လာပြီးဆိုင်ကယ်တော့ကိုတက်ထော်လာထဲထည့်ပေးလိုက်တယ်။မင်းလည်းအဆဆရရဂရုဆိုင်အောင်ဟိတခုခုဆိုလဲဒေါသကိုရှေ့တန်းမတင်နေနဲ့။အုံနောက်ကသုံးပြီးဆုံးဖြတ်။ဟုတ်ကဲ့ပါဦးလေးစိတ်ချပါ။အဲဒီနောက်တက်ထော်ကဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းမောင်းကမရှိနိုင်မင်းနေရလောင်းကစားရုံအပြင်အခြားသူ့အသည့်မိတ်ဆွေတွေစီပါလိုက်ရှာဖို့ထွက်လာခဲ့တယ်။သူနေရာနှံ့အောင်ရှောက်ရှာခဲ့ပေမဲ့မကိုလုံးဝမတွေ့ခဲ့ပါဘူး။ဒါနဲ့ပဲနောက်ဆုံးမှာတော့သူအိမ်ကိုပဲပြန်လာလိုက်ပြီးအရင်နေ့ကကြံခဲ့တဲ့အရက်တလုံးကိုထုတ်ပြီးတော့မိုးတောက်လိုက်တယ်။သူအားပါတရားတောက်နေရင်ငပြောတော်တွေကတန်နီသေးမကိုသူတတိရသွားတယ်။ဟမ်ဒီပါဦးဟာငါဘာလို့သူ့ကိုမေ့နေတာပါလဲ။ဟုတ်သားပဲ။သူ့ကတရေမဆိုတော့အကြောင်းတစ်ခုခုတော့သိလောက်မယ်။ကြားပါရဲ့ကွာ။အခုပဲငါသူ့ကိုသွားမိလိုက်တာပိုကောင်းတယ်
ဒါနဲ့ပဲသူငပြောတော့ဘက်ကိုခတ်တုတ်ထွက်လာခဲ့လိုက်တယ်။အရက်ပလင်းကိုလည်းလက်ကကင်ထားပြီးလိုက်အောင်ကိုအားပြုကရှောက်လာခဲ့လိုက်ပါတယ်။သူရောက်လာတဲ့အခါမှာတော့ငပြောတော့ကအားပြင်းတိုက်လာတဲ့လီရူးကြောင့်တတော်လုံးကငပြောပင်တိုင်းလှောက်ခါရမ်းနေကြပါတယ်။ထူးထူးခြားခြားအေးဆက်နေတဲ့လီရူးကိုလည်းသူခန်းစားနေရပါတယ်။သူလည်းတန်နီတစီမာလေးကိုတွေ့ရဖို့အတွက်အရင်နေ့ကတွေ့နေကြဖြစ်တဲ့နေရာကိုခက်မြန်မြန်ရှောက်လာခဲ့တယ်။ဒါနဲ့မလမကမ်းမှာပဲအရှိခက်လန်လန်မှာကြောပေးရနေတဲ့တာနီတစီမာလေးကိုတွေ့လိုက်ရပါတော့တယ်။ထုံးလဲကြောက်ပါနေတဲ့လိုက်အောင်မှာတာနီတစီမာလေးရဲ့နောက်ကျောအလားကိုမျက်ဝါးထင်ထင်သူမြင်တွေ့ရပါတယ်။တိုက်ခတ်နေတဲ့လေထုအကြားသူမရဲ့ကိုသိန်းရနန်းကိုမလမကမ်းကနေတော့မှရနေပါတယ်။ရွေချက်ရှိရှိများတူလာမင်းစရာကိုကြိုသိလို့စောင့်နေသလားလို့တော့ထင်ရလောက်အောင်သူမကသူ့ကိုစောင့်နေတာဖြစ်ပါတယ်။အဲဒီနောက်သူမရဲ့ကိုတဖြည်းဖြည်းလှည့်လာလိုက်ပြီးတောက်ပပြီးတော့အရေးလေးနေတဲ့မျက်လုံးလေးတွေနဲ့သူ့ကိုကျနာစွာကြည့်နေပါတော့တယ်။အနီရောင်နှာခမ်းပါးလေးကလည်းသူ့စိတ်ကိုနှိုးဆွနေသလိုဆွဲဆောင်နေပါတော့တယ်။ကိုတထောကလည်းသူမရဲ့အလားပါတွေအောက်မှာဝစ်စင်နေရပါတော့တယ်။သူမရဲ့အကြည့်တွေအောက်မှာလည်းသူ့ဒိုးတော်မခိုင်နိုင်လောက်အောင်ခွေလူးကြမတက်တုံနေပါတော့တယ်။နှလုံးခုန်တန်းတွေကလည်းတစတစပူပူမြန်လာပါတယ်။သူတခဏမျှအစိုးအားပြီးတော့ငေးမျောကြောင်ကြည့်နေမိတဲ့အချိန်မှာပဲသူမစီကစကားတန်တချို့ထွက်လာခဲ့။နောက်ဆုံးတော့အကိုကျမကိုလာရှာပြီးပေါ့နော်။ကဲပြောပါအောင်ဘာအခက်ခဲတွေရှိနေလို့လဲ။ဒီလိုပါအကိုညီမကိုအကူညီတောင်းကြလေးတစ်ခုရှိလို့ပါကျေးဇူးပြုပြီးတော့ညီမသာကူညီနိုင်မယ်ဆိုရင်ကူညီပေးပါညီမရဲ့လက်ရှိအကိုမိန်းမကပျောက်နေတယ်အခုထိလည်းအိမ်ပြန်မလာသေးဘူးသူဘယ်မှာရှိလဲဆိုတာညီမလေးပြောပြနိုင်မလားလုံလုံကြုံရှိနေရလားသိချင်လို့ပါသူ့အတွက်ကိုအရန်စိတ်ပူလို့ပါတက်တော်စကားဆုံးတာနဲ့တေးမလေးကတက်တော်စီကိုတိုးကပ်လာတယ်ပြီးတော့တက်တော်ရဲ့ညာလက်မောင်းကိုသူမရဲ့လက်နှစ်ဖက်နဲ့ဆုပ်ကင်လိုက်ပြီးအကိုရဲ့အခုလိုအချိန်လေးမှာအကိုမိန်းမကြောင်မပြောပါနဲ့လားသူအခုလိုမရှိနေတာအကိုအတွက်အခွင့်ကောင်းလို့တောင်မှတတ်မှတ်ရမှာလေအခုလိုအကျဉ်းနာညလေးမှာညီမအကိုဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်ဒီညညီမနဲ့သာအကိုဖြတ်တန်းလိုက်ဒီညလေးကညီမတို့နှစ်ယောက်အတွက်အရန်ကိုလှပသွားမှာနော်အကိုစီပြမလာခြင်းနဲ့မိမကိုမျှော်နေမဲ့အစားအကိုကိုလိုအပ်နေတဲ့ကျမနဲ့အတူမရှိချင်ဘူးလားသူမကစကလုံးတွေနဲ့မြူဆယ်လိုက်တဲ့အပေါ်မှာတက်တော်ပျော်ဝင်သွားပါတော့တယ်ဒါပေမဲ့သူအရှက်ပြေရင်မောကသူမကိုပြန်ပြောလိုက်ပါတယ်မင်းကဟာတာတွေပြောနေရလားငါတို့ကဘွားချင်းချနေတဲ့ဟောင်းအဲ့ဒီနောက်သူတို့ငပြောတော်ရေးထိုင်ကအချိန်ဘလောက်ကုန်သွားမှမသိစကားပြောနေခဲ့ကြတယ်သူအတန်အသစ်မူးနေပေမဲ့လေသူမနဲ့အခုလိုစကားပြောနေရတာကသူမနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေလိုတောင်မှသူ့စိတ်ထဲခံစားမိနေပါတယ်သူမပြောသလိုအတိတ်ကလင်မယားတွေတကယ်ဖြစ်ခဲ့ကြတယ်မဖြစ်ခဲ့ကြဘူးဆိုတာကတော့သူတေချာတက်အပ်မပြောနိုင်ပါဘူးစကားကောင်းလာကြရင်ရေစရာလေးတွေပြောရင်ကသူ့မိန်းမကိုစိတ်ပူနေတဲ့စိတ်တောင်မှမိသွားခဲ့သူမရဲ့ဖော်ရည်တဲ့အပြုံးနဲ့မခိုးတရုတ်ရေတံလေးကသူ့ကိုဆွဲဆောင်နေသလိုသူ့လက်ကိုလည်းမတော်တဆလိုလိုနဲ့လလာထိနေတာကတခုခုကိုရည်ရွယ်နေသလိုပါပဲအကိုဘဝချတာလို့ညီမကိုမိသွားဒီဘဝမှာလည်းမိန်းမကိုဘလောက်ပဲချစ်အကိုရဲ့အပြုံးနေရလေအခုထိအရင်တိုင်းပဲချစ်စရာကောင်းနေတော့မယ်နော်တန်နီတစ်ချိန်မှကအဲ့လိုပြောကတထုံးကိုမျက်တောင်မခတ်ပဲညှို့ယူအားပြင်းနဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပါတော့တယ်ဒီအကြည့်တွေအောက်မှာတက်ထုံးလဲရုံမထွက်နိုင်တော့ပဲသူ့ခန္ဓာကိုယ်တွေကသွေးတွေကပြောင်းပြန်စီသလိုခံစားလာရတယ်။ဒါကြောင့်သူမနဲ့အကြည့်တွေအောက်ကရှောင်ပြေးဖို့သူ့အကြိမ်ကြိမ်စူးစမ်းနေခဲ့ပါတယ်။အကိုဘာလို့ညီမကိုမကြည့်ဘဲနဲ့မျက်နှာလွှဲနေရတာလဲ။ဘာလို့လဲညီမအကိုမကြည့်ချင်လောက်အောင်ရုပ်ဆိုးနေလို့လား။အဲ့လိုမဟုတ်ပါဘူး။မင်းကအရန်လာပါတယ်။ငါတခြားအကြောင်းတစ်ခုတွေးမိသွားလို့ပါ။အပူရီပြောမနေပါနဲ့တော့အကိုရဲ့ညီမသိပါတယ်။အကိုမျက်လုံးတွေကနေညီမအားလုံးမြင်နေရတယ်။ညီမကိုအကိုဖုံးကွယ်လို့မရပါဘူး။အဲ့ဖြင့်အကိုမိမနဲ့အကိုမအိတ်တာတလားတောင်ရှိပြီမဟုတ်ဘူးလား။မင်းဘလို့သိတာလဲ။ဘလို့သိတာတွေမေးမနေပါနဲ့တော့အကိုစိတ်ကိုလည်းချုပ်တီးမထားနေပါနဲ့တော့ထပ်ပြီးလည်းညင်းဆက်ဖို့မကြိုးစားနေပါနဲ့တော့တာနီတစီမကအဲ့လိုပြောလိုက်ပြီးတက်ထုံးရဲ့နှခမ်းကိုသူမလက်ညိုလေးနဲ့ညင်ညင်တတလှမ်းပိတ်လိုက်တယ်။ဒီနေရာမှာအကိုနဲ့ညီမနှစ်ယောက်တည်းရှိတာညီမတို့ကြားကဆက်ဆံရေးကိုအကိုနဲ့ညီမကလွဲပြီးတော့ဘယ်သူမှမသိနိုင်ပါဘူးအကိုရဲ့နော်။အဲ့ဒီတော့သူမရဲ့လက်နှစ်ဖက်လုံးကတက်ထုံးရဲ့ပခုံးမော်ကိုရောက်လာပြီးအသားရပုတ်တက်ပြီးနေပါတော့တယ်။တက်ထုံးစိတ်တွေထိန်ချုံမရအောင်အရင်စိတ်ဝင်လာတယ်။သူမရဲ့အထီးတွေပေါ်မှာလေသူလုံးဝယုံထွက်နိုင်တဲ့အင်အားမရှိတော့ပါ။တိုက်ခတ်လာတဲ့လီလူကြားကသူမစီကပြန့်လွင့်လာတဲ့ကိုသိန်းရင်နဲ့လေးတွေလေရင်းနဲ့အတူဝင်းပြန်သွားတဲ့ဆန်တယ်လေးလိုက်အောင်မှဝင်းလဲနေတဲ့သူမရဲ့အသားရည်တွေကသူ့စိတ်ကိုတွန်းပို့နေပါတော့တယ်။ဒါကိုကောင်းကောင်းသိတဲ့တာနီသစီမကအချိန်ဆွဲမနေတော့ပဲတက်တော်နှခမ်းတွေကိုအသားရဖိနှမ်းလိုက်တော့တယ်။
တက်ထုံးမှညှင်းဆက်နိုင်တဲ့အင်အားမရှိနိုင်တော့ပါယောက်ျားသားတယောက်ဖြစ်တဲ့နီးတူဒီလိုအထီးတွေအပေါ်သူဘလို့ယုံထွက်နိုင်မှာတော့မလဲဒီခံစားမှုကသူ့ရင်ထဲကိုအေးမြသွားစေခဲ့ကပျော်ရွှင်မှုရဲ့အရာတော်ကိုပါပေးစွမ်းနိုင်ခဲ့ပါတယ်ဒါကြောင့်သူထပ်လို့ချင်လာခဲ့ကဒီတစ်ခါတော့တစီမာလေးကိုသူကိုယ်တိုင်ဆွဲဖက်လိုက်ပြီးပြန်နှမ်းလိုက်ပါတော့တယ်အကိုညီမကိုတနေ့ကြက်လေးပွေဖက်ထားပေးပါလားယင်အကိုသာဒီညညီမနဲ့အတူတူရှိမယ်ဆိုရင်အကိုဘဝမှာဘယ်တော့မှမိမိရတဲ့ညလေးတညဖြစ်သွားမှာတက်ထုံးရဲ့နာနာကပ်ပြီးသူမခတ်တူပြောလိုက်တယ်အဲဒီနောက်သူမမျက်နှာကိုတက်ထုံးရဲ့ဘာနာထပ်မှန်ကတ်သွားကအဲဒီတညတာကိုအတူတူကုံဆုံးလိုက်ကြပါတော့တယ်မနက်မှာတော့မြူခိုးတွေကငပြောတခင်းလုံးကိုလွှမ်းခြုံထားပါတော့တယ်ဒီအချိန်မှာတက်ထုံးတယောက်လန့်နိုးလာခဲ့သူ့တကောလုံးလည်းဖြူဖတ်ဖြော့တော့နေပြီးတော့အဝတ်တွေကလည်းသဲမုံထဲမှာလူထားသလိုပေကြံကြိမ်ဝနေပါတယ်ဟာညကဘာတွေဖြစ်ခဲ့တာပါလဲခေါင်းတွေလည်းကိတ်လိုက်တာဘာမှလည်းမမှတ်မိတော့သူခက်တော့အိမ်ဘက်ကိုပြန်လျှောက်လာပါတော့တယ်အိမ်ရောက်တော့သူ့မိမဖနက်ကိုတွေ့လိုက်ရပြီးတယောက်နေတာကိုသူသိလိုက်တယ်သူဝမ်းသာပေမဲ့လည်းညကသူမခဲ့မိတဲ့အပြစ်တက်သူ့မိမအပေါ်အပြစ်ရှိတယ်လို့ခံစားနေရပါတယ်သူလည်းချက်ချင်းပဲမိဖို့ခံတွေကိုဝင်သွားလိုက်ပြီးမနေ့ကဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုပြန်စဉ်းစားနေခဲ့ပါတော့တယ်ဒီချိန်မှာစပွဲဘော်ကမမှုဖုန်းကနေနူတီတစ်ခုတက်လာတာကိုသူကြားလိုက်တာကြောင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရင်ဝါကိုမီးစားနဲ့ထိုးလိုက်သလိုခံစားလိုက်ရတယ်။စာထဲမှာရေးထားတာကမနေ့ကအရန်ပြော့ဖို့ကောင်းခဲ့ဒီနေ့လေပြန်တွေးကြအောင်မယ်နော်အချစ်ကလေးတဲ့။သူသိလိုက်ပါပြီ။သူ့မိမကနောက်ယောက်ျားနဲ့ဖောက်ပြန်နေပြီဆိုတာကိုလေမနေ့ကတနေ့ကုန်တညာလုံးပြောက်နေတာကလည်းအဲ့အကောင်နဲ့ပဲအတူတူရှိနေလို့ပဲဖြစ်ပါတယ်။သူ့မျက်ဝန်းထဲကမြည်ရည်ထိတ်ချုံမရအောင်စီးကြလာတယ်။သူတော်မတိုးရက်မထီးရက်အလှကြည့်နေရတဲ့သူ့မိမကိုတခြားတကောင်ကအခုလှုပ်တဲ့ပုံမှာသူဘလို့မှတီးခတ်နိုင်စွမ်းမရှိနိုင်တော့ပါအဲ့ဒီချိန်မှာမူမူကရေချိုးခန်းထဲကနေထွက်လာခဲ့တယ်။အော်ရှီကပြန်လာပြီလားတညလုံးဘယ်ရီသွားနေရလဲအခုရောစက်တည်မရှိဘာတော့ငိုနေရတာလဲတခိုးကလူပြန်ဟဲ့ပြီးတော့မေးသမျှမေးခွန်းတွေအပေါ်တက်ထုံးကဘာစကားမှမဖြေနိုင်တော့ပဲလက်ထဲကဖုန်းကိုသာမြှောက်ပြလိုက်တော့တယ်။ဖုန်းထဲကအဝင်းစားကိုမြင်ပြီးမမှုမျက်နှာဖုံးကွယ်မထားနိုင်လောက်အောင်ပြတ်သွားတယ်။မင်းတို့ငါ့နောက်ကွယ်မှာဘယ်ချိန်ကြီးကဖောက်ပြန်နေကြရလဲဟမ်ညမှာတော့တထုံးဟာစိတ်ပြက်လက်ပြက်နဲ့တာနီတစေးမလေးစီကိုပြန်လာခဲ့ပါတယ်။အဲဒီချိန်မှာငပြောတခင်းလုံးမှာမြူကိုတွေဖုံးလွှမ်းနေပါတယ်။တထုံးလျှောက်လာရင်တာနီငပြောပိန်အောင်မှာတစေးမလေးကတထုံးကိုစောင့်နေတာကိုတထုံးတွေ့လိုက်ရတယ်။အဲဒီအချိန်မှာတစေးမလေးကတထုံးကိုလှမ်းမိလိုက်တယ်။အကိုမိမနဲ့ဘာဖြစ်ခဲ့တာလဲ။အကိုတို့လမ်းခွဲခဲ့ကြတာလား။တထုံးကခေါင်းငိမ့်ပြလိုက်ပြီးသူ့ရင်ကတရားကိုဖုံးကဟဟပပရေမောလိုက်တယ်။သူငါ့ပေါ်ဖောက်ပြန်ခဲ့တယ်ကွာ။ဖောက်ပြန်တော့မှတစ်နှစ်လောက်တောင်ရှိပြီကွာ။အော်ဒါဆိုအကိုကျမစီလာရတဲ့အကြောင်းကဘဝကိုစိန်ခေါ်ခြင်းလို့လား။အရွယ်တိုက်ခြင်းလို့လား။လူရီကိုစိတ်ကုန်လို့တရေမလေးနဲ့ပဲပေါင်းတော့မလို့လား။မဟုတ်ဘူး။မနေ့ကမင်းပေါ်ငါကျိုးလွန်ထားမိတဲ့အတွက်လာတောင်းပန်တာ။ပြီးတော့ငါအပြစ်အတွက်မင်းကိုတာဝန်ယူပေးမလို့လာခဲ့တာပါ။ငါမရည်ရွယ်ပဲအယမ်းမှုနေခဲ့လို့မှားသွားခဲ့ရတာပါ။ငါတောင်းပန်ပါတယ်ကွာဒီစကားကြတော့တာနီတစီမကရေမောလိုက်တယ်တကယ်တော့အကိုကိုမြှူဆွဲခဲ့တာကျမပါရှင်အကိုညီမနဲ့အတူအိတ်ဖို့ညီမကပဲမြှူဆွဲခဲ့တာပါအကိုကသာညင်းနေခဲ့တာပါအကိုမှဘာပြင်းမှမရှိပါဘူးဟမ်မင်းတကယ်ပြောနေရလားဟုတ်ပါတယ်ကျမအကိုသိထားတဲ့အရင်ဘွားကအကိုမိန်းမမဟုတ်ပါဘူးအကိုအယုံသွေးမှုမြှူဆွဲဖို့စူးစမ်းခဲ့တာပါကျမကတနာကြီးရဲ့ယောက်ျားတွေကိုမာယာနဲ့လှည့်စားပြီးတော့သူတို့ရဲ့ဝိညာဉ်တွေကိုစုပ်ယူတဲ့တရေမှာပါတကယ်တော့အဲ့ဒီလူက3ခါစုပ်ယူခံရရင်တည်ဆုံးသွားတတ်ပါတယ်အခုလိုကျမဘာလို့ပြောပြလဲဆိုတော့အကိုကလူကောင်းတယောက်ဖြစ်နေတာကြောင့်ပါအကိုလိုတည်ဆုံးသွားရရင်တော့ကျမစိတ်ကောင်းမှာမဟုတ်ဘူးအကိုဒါရီအားလုံးတကယ်အမှန်တွေပဲလားဟုတ်ပါတယ်တကယ်အမှန်တွေပါပဲရှင်ဒါဆိုငါမင်းနဲ့တကယ်ချင်းအဖြစ်ဆက်နေလို့ရမလားအကိုနေချင်နေဆိုရင်ရတာပေါ့ဒါဆိုအခုငါနဲ့အတူအရက်တောက်ပြီးတော့အဖော်ပြုတ်ပေးပါလားငါမမှုကိုမိချင်နေတရေတကောင်ဖြစ်နေတဲ့မင်းကိုလည်းငါမိချင်နေငါ့ကိုလှည့်စားခဲ့တဲ့လူတွေကိုလည်းကြောက်သွားပြီတစီတွေကိုလည်းကြောက်သွားပြီအခုငါ့ဘဝမှာဘာမှမရှိတော့ဘူးအင်းမကိုတောက်တာတောက်လို့ရပါတယ်ညီမလည်းအကိုနဲ့အတူအဖော်ပြုတ်ပေးနိုင်ပါတယ်ဒါပေမဲ့အကိုကျမကိုထိလို့တော့မရဘူးနော်ကျမကိုထိတာနဲ့အကိုအသက်အန္တရာယ်ရှိနိုင်နေအေးပါငါမင်းကိုမထိပါဘူးငါအေးဆေးအရက်တောက်ပြီးတော့မင်းကိုရင်ခွဲမယ်ပြီးငါအိမ်ပြန်မယ်ဘယ်လိုလဲရလားဟုတ်ကဲ့ရပါတယ်ရှင်အဲဒီတော့သူတို့နှစ်ယောက်တာနေငပြောပင်အောက်ထိုင်ကြကစကားတွေဖောင်ဖွင့်ပြောနေခဲ့ကြပါတော့ရှင်ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီမှာနေပြေဆုံးသွားခဲ့ပါပြီ
မကြခင်မှာလည်းအခုထက်ကောင်းနေဇာတ်လမ်းလေးတွေနဲ့တူတူပြန်လာခဲ့ဦးမှမို့ဆောက်မြောက်အပ်ပေးကြပါအောင်နော်